အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မျှဝေခြင်းတဲ့အကြောင်းအရာကတော့ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညီနိုင်ယုံ UNOCHA ကဒီရခိုင်ပြည်နယ်ရဲ့ဘူးသီးတောင်မောင်းတောမှာအာဟာရပြည့်ဝမှုဆိုင်ရာအခြေအနေတွေမြန်ဆုတ်ယုတ်လာနိုင်တယ်ဆိုပြီးတော့ဒီမနေ့ကထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်တချို့ကိုမျှဝေပေးသွားခြင်းပါတယ်မြန်မာနိုင်ငံဟာစိုက်ပျိုးရေးကိုအခြေခံထားပြီးတော့ခိုင်မာတဲ့အရေးမြစ်ကျော်ရတဲ့နိုင်ငံတစ်ခုဖြစ်တော်လဲပဲမြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာအဆင်းရဲဆုံးနိုင်ငံတွေထဲကတနိုင်ငံအနေနဲ့ပါဝင်နေတယ်လို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ဒီလွတ်လပ်ရေးရပြီးကြတဲ့ကနှစ်ပေါင်းများစွာပဋိပက္ခတွေနဲ့ညှိနှိုင်းဖြေရှင်းဒီမပြေလည်နိုင်သေးတဲ့လူမျိုးရေးကွဲပြားမှုတွေကြောင့်နှစ်စဉ်နှစ်တိုင်းနေရစွန့်ခွာနေတဲ့သူတွေရှိနေသေးတာဖြစ်ပါတယ်။မြန်မာနိုင်ငံတဝန်းမှာရှိတဲ့ပြည်သူတွေအနေနဲ့ဒီလက်ရှိဖြစ်ပွားနေတဲ့ပဋိပက္ခတွေသဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ရေကြီးရေရှမ်းမှုတွေနဲ့ဒီ2025ခုနှစ်မတ်လမှာဖြစ်ပွားခဲ့တဲ့ငလင်အပါအဝင်ဒီအကြက်တဲပေါင်းများစွာနဲ့ဒီဆိုးရွားတဲ့တက်ရောက်မှုတွေကိုရင်ဆိုင်ခဲ့ကြရတာဖြစ်ပါတယ်ဆိုတော့ဒီ2025ခုနှစ်ဒီနိုဝင်ဘာလကုန်ထိဆိုရင်နိုင်ငံတော်ဝန်မှာလူဦးရေ 3.6 တန်းနီးပါးဒီပြည်တွင်းမှာနေရစွန့်ခွာနေကြရတယ်ဆိုပြီးတော့လေလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညီနိုင်ယုံ UNOCHA ကထုတ်ပြန်ထားတာဖြစ်ပါတယ်အဲ့တော့နေရစွန့်ခွာကြတဲ့သူတွေကိုကြည့်မယ်ဆိုရင်သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ဒီရေကြီးရေရှမ်းတာနဲ့ငလင်ကြောင့်ဆိုတာထက်တိုက်ပွဲတွေကြောင့်နေရစွန့်ခွာနေကြရတဲ့သူတွေကပိုများနေတာဖြစ်ပါတယ်ဒီနောက်ဆုံးထွက်ရှိလာတဲ့ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာဖူလုံရေးအစီရင်ခံစာမှာဆိုရင်မြန်မာနိုင်ငံကအလွန်စိုးရိမ်စရာကောင်းတဲ့ဗဟိုချက်တစ်ခုအဖြစ်ဆိုပြီးတော့ထုတ်ပြန်ထားတယ်အထူးသဖြင့်ဒီဘူးဒီတောင်နဲ့မောင်းတောဘက်မှာအာဟာရပြည့်ဝမှုအခြေအနေတွေကမြန်ဆန်နဲ့ယိုယွင်းလာနိုင်တယ်ဆိုပြီးတော့ခန့်မှန်းထားတာလည်းဖြစ်ပါတယ်လက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံတော်အေဂျင့်တာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီအစိုးရအနေနဲ့ဒီနေရစွန့်ခွာပြီးစစ်ဘေးရှောင်နေကြရတဲ့ပြည်သူတွေကိုလည်းလိုအပ်တဲ့ထောက်ပံ့မှုတွေလှုပ်ဆောင်ပေးနေတယ်အစိုးရအနေနဲ့ကဒီဒုတာဝန်အရေးသုံးပါးကိုအလေးထားပြီးတော့အမျိုးသားအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်အောင်နဲ့နိုင်ငံတော်အေဂျင့်တာယာရေးအတွက်ဘလောက်ပဲအားသွန်ခွန်စိုက်စ조사လှုပ်ဆောင်နေပါစေဒီအစွန်းရောက်နေကြတဲ့အကြမ်းဖက်လက်နက်ကိုင်တိုင်းရင်းသားများအနေနဲ့ဒီလူမျိုးဆွဲအတ္တဆွဲတဲ့အပြင်နိုင်ငံရေးသမားတွေနဲ့အချို့နိုင်ငံကြီးတွေရဲ့နိုင်ငံရေးမှိုင်းကိုမိနေကြတဲ့အတွက်လက်နက်ကိုင်အကြမ်းဖက်လုပ်ရက်တွေကိုလှုပ်ဆောင်နေကြစေဖြစ်ပါတယ်အထူးသဖြင့်မြန်မာနိုင်ငံရဲ့အနောက်ဘက်ရခိုင်ဒေသမှာဆိုရင်ဒီအကြမ်းဖက်အေအေတွေရဲ့လုပ်ရက်တွေကြောင့်အပြစ်မဲ့တဲ့ရခိုင်တိုင်းရင်းသားပြည်သူလူထုတွေအိုးအိမ်မဲ့အလုတ်ကင်မဲ့ဖြစ်ပြီးတော့ဒုက္ခပေါင်းများစွာကြုံတွေ့ခံစားနေကြရတာဖြစ်ပါတယ်ဖုန်း1မိနစ်ကို1000ဓာတ်ဆီ1လီတာကို2000အစတစ်ဖြစ်ဈေးနှုန်းအစမတန်မြင့်မားပြီးတော့ဒီနေမကောင်းဖြစ်တဲ့အချိန်ခါမျိုးမှာတော့ဆေးဝါးလုံလောက်မှုမရှိဒုက္ခပေါင်းများစွာကိုခါးစည်းခံနေရတဲ့ရခိုင်ပြည်သူလူထုအနေနဲ့အေအေတွေရဲ့လုပ်ရက်အပေါ်မှာပြန်ပြီးစဉ်းစားသုံးသပ်တင်တယ်လက်ရှိအေအေအဖွဲ့ရဲ့ခေါင်းဆောင်တွေဖြစ်တဲ့ထွန်းမြတ်နိုင်အနေနဲ့လည်းကိုယ့်လူမျိုးအကျိုးကိုသာတကယ်လိုလားတယ်ဆိုရင်ဒီလက်နက်ကင်အကြမ်းဖက်လမ်းစဉ်မဟုတ်ဘဲနိုင်ငံရေးကိုနိုင်ငံရေးနီးလန်းနဲ့ဖြည့်ရှင်းပြီးတော့ကိုတဖို့တဲ့အကျိုးကိုမကြည့်ဘဲနဲ့ကိုလူမျိုးအရေးကိုလူမျိုးအကျိုးစီးပွားအတွက်ပြန်ကြည့်တင်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ်အချုပ်အနေနဲ့ပြောရရင်ဒီမနေ့ကကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညီနိုင်ယုံ UNOCHA ကဒီရခိုင်ပြည်နယ်ရဲ့ဘူးသီးတောင်မောင်းတောမှာအာဟာရပြည့်ဝမှုဆိုင်ရာအခြေအနေတွေမြန်ဆုတ်ယုတ်လာနိုင်တယ်ဆိုပြီးတော့ထုတ်ပြန်ထားတယ်ဆိုပေမဲ့ဒီထွန်းမြတ်နိုင်ဦးဆောင်တဲ့အကြမ်းဖက်လက်နက်ကိုင်အေအေအဖွဲ့အနေနဲ့ရှေးရိုးဆွဲလူမျိုးဆွဲအယူဝါဒမှားတွေကိုလက်ကင်ထားပြီးတော့ဆက်လက်ခေါင်းမာနေဦးမယ်ဆိုရင်သူတို့ယာယီထိန်းချုပ်ထားတဲ့ရခိုင်ဒေသတွေအနေနဲ့အခုထက်ဆိုးရွားတဲ့အခြေအနေမျိုးကိုကြုံတွေ့လာရနိုင်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်